ကောင်လေးဟာရုတ်တရက်ပဲလက်တွေမှာငါးကြေးခွန်တွေဖြစ်လာတာကိုသတိထားမိတဲ့ရေဘူးကိုကောက်ကင်လိုက်တဲ့အခါဘူးကလက်ဖွားမှာကတ်သွားပြီးခွာလို့မရတော့ဘူးအဲ့ဒါနဲ့ဘူးကိုချင်းနဲ့နင်းပြီးလက်ကိုဆွဲခွာလိုက်တယ်ဒါပေမဲ့အခုတခါအခြားလက်ကနယံကိုကတ်သွားပြန်တဲ့အတန်တွေကြားရတဲ့မိဘတွေဟာပြေးဝင်လာပြီးသူတို့သားကပင့်ကူလိုမျိုးမျက်နှာချက်မှာတွားသွားနေတာကိုတွေ့လိုက်ရတယ်မိဘတွေကချက်ချင်းကလေးကိုဆေးရုံခေါ်သွားကြပေမဲ့ဆရာဝန်ကဘာပြဿနာမှရှာမတွေ့ဘူးမကြခင်မှာကောင်လေးဟာဖြစ်နေတဲ့အရာကိုနားလည်သွားတယ်လက်တွေကရေကိုထိမိရင်ငါးကြေးခွန်တွေပေါ်လာပြီးခဏကြာရင်ပျောက်သွားတတ်တယ်ဒါတင်မကသေးဘူးလက်တွေကနေလျှက်စစ်တက်ကိုပါထုတ်နိုင်သေးတယ်ဒါပေမဲ့လည်းသူဟာเจ้าရဲ့ရေကူးပြိုင်ပွဲမှာရှင်ပြိုင်ဖို့ဆုံးဖြတ်လိုက်တဲ့ရေကိုထိမိတဲ့အချိန်မှာပဲသူဟာမြ мян ဆန်ဆန်စပြီးကူးပါတယ်ပထမရပြီးကပ္ပစံချိန်တောင်ချိုးတယ်လူတိုင်းအားတင်သွားပြီးကောင်လေးကိုယ်တိုင်တောင်မယုံနိုင်ခဲ့ဘူးလက်မောင်းတွေမှာငါးကြေးခွန်တွေပြန်ပေါက်နေတာကိုသတိထားမိလိုက်တယ်ဘယ်သူမှမမြင်ခင်မှာသူဟာအာယုံပြောင်းသွားအောင်လျှက်စစ်မီးကိုဖျက်ဆီးပြီးထွက်ပြေးသွားတယ်အကြေးခွန်တွေပျောက်ဖို့ပင်လယ်ကမ်းခြေကိုသွားတယ်သူမသိတာကရေနားမှာကြာကြာနေလေလေအကြေးခွန်တွေကအမြဲတမ်းဖြစ်သွားလေလေဆိုတဲ့အချက်ပဲမကြခင်သူဟာရေသူထီးအဖြစ်ပြောင်းလဲသွားခဲ့တယ်